ဒီနေ့ဆိုရင်ကျွန်တော်တို့လက်ရကျောင်းဆိုရင်ဒါဆိုရင်သူ့လက်ရလေးပေါ့နော်နှစ်ယောက်လက်ရဘယ်သူများဟိုဒီထူးဆန်းလဲပေါ့နော်ခြေရအပင်လေးပေါ့နော်ဒါဆိုနေ့တော့ဒီလောက်ခြေရတော့ပေါ့နော်စီရယူနော်ကိုမိုးရသည်ဆိုတော့မိုးနဲ့မိုးလေးမှလာရတော့ကျွန်တော်ဆိုရင်ညှာလေးကိုချစ်တာကျွန်တော်တို့တိတ်ကြချစ်ရတော့ဒီထိုင်လည်းမပူရအောင်ဟိုဘက်ထိုင်လည်းမပူရအောင်စီရောရှေ့နိုင်အခုံထူရဆိုတော့စီရောရှေ့နိုင်လို့ရတော့နော်အခုံမပါနေတော့ကျွန်တော်တို့တိုက်ပြီးတော့နှိုင်းရအောင်အခုံပါလို့ရှိရင်ကျွန်တော်တို့အဲ့လိုနှိုင်းလို့မရဘူးနော်ခြေစလည်းထူထူဆွဲလို့မရဘူးအစီဒီမှာတော့အစီယူကျွန်တော်တို့ခြေတော့ချောနေအောင်နော်ပုံမှန်ခြေတဲ့ကွက်တော့စီလေးငါဒါပဲရတယ်တော့နော်မိုးရွာလာဆိုတော့ခွက်ချီတော့ကျွန်တော်ဒီပမာပြည်မှာခက်ကြတော့ဒီလိုခွက်ချီတယ်မလောက်ကြဘူးပေါ့နော်ထိုင်းနိုင်ငံမှာမလောက်ကြဒီလိုအပင်နဲ့ဆိုရင်ဒါဆိုအပင်သေးတော့နော်ကြားပင်နဲ့လို့ခေါ်တော့ကြားပင်နဲ့ဆိုအခုံပါတော့ခုံပါတော့ကျွန်တော်တို့ခြေစားကိုပပလေးဆွဲရအောင်ဒါဆိုရင်ကျွန်တော်ခြေရတာအပင်လေးဒါဆိုရင်ကျွန်တော်တစ်နှစ်တာလုံးခြေရလက်ရလေးပေါ့ခုံကဖကြတော့သူတစ်နှစ်တာလုံးခြေရလက်ရပါနော်ဒါဆိုရင်နောက်တော့တစ်ပင်နှစ်ပင်လောက်ပြရအောင်ပေါ့နော်ကျွန်တော်စီထွက်တဲ့ပင်ရောစီမထွက်တဲ့ပင်ရောပေါ့နော်ဒါဆိုကျွန်တော်ခြေပြအောင်ကျွန်တော်တို့ခြေကလည်းကောက်နေပြီပေါ့နော်ခြေအသေးကလည်းဟိုဒီခြေနဲ့ဒီပင်ခကြတော့အစီကျော်တဝက်ပြဲလာအစီကျော်တဝက်ပြဲလာဒါဆိုကျွန်တော်တို့ရေဒီလိုနည်းနည်းဖောက်လိုက်လို့ရှိရင်ပြောလို့ရင်ဒါဆိုရင်အစီခဲမြန်နော်ဒီမှာဆိုအစီကျော်တဝက်ပြဲပြောလို့လည်းပါပြီနေခကြတော့ဒီလိုမျိုးပေါ့နော်စီရောပြဲတဲ့ပင်တွေရောစီရောမပြဲတဲ့ပင်တွေရောအဲ့လိုရောကြော်ပေါ့နော်အကောင်လုံးကောင်းတယ်လို့တော့မရှိပါဘူးဒါဆိုဒီချန်ရဲ့ဓာတ်စာကျွန်တော်ကဲလို့ရှိရင်ဒီလိုမျိုးခွာထားရတော့ခွက်ချီခွာတော့မှဒီဘေးကနေဆွဲထားပါတော့ဒီအလေတက်ဆွဲရင်မထွက်ဘူးမစီးရိုးကျွန်တော်တို့ချန်ရဲ့အနေထားပါနော်ဒီဘက်ချန်တော့အပင်ငယ်တော့ကျွန်တော်ပြီးအပတ်တော့မကောက်ရဘူးနော်အပင်300ကျော်လောက်ရှိနေစီထွက်ရပင်ရောစီမထွက်ရပင်ရောဒီပင်တွေလောက်ချစ်ပြပြအောင်ပေါ့နော်အဲကျွန်တော်တို့တစ်နှစ်တာချစ်ရတဲ့လက်ရလေးပြရဘူးပေါ့နော်အခုတော့နေနေမြည်မနဲ့9နာရီမှလာရတော့9နာရီမှလာတော့ပြောင်းလို့ရင်ကျွန်တော်နေနည်းနည်းစောင်းလာအစီချစ်လို့ရှိရင်ဒီလိုပြောင်းလို့ရင်ကျွန်တော်ကျစားတယ်မထဲတော့ဘောနော်တကယ်လို့ဆိုင်သွားလို့ရှိရင်အရန်ကိုသူဖေးနှောက်နေတယ်နော်ခေတ်အားလုံးကျေးဇူးတင်ပါတယ်လို့